မင်္ဂလာရှိသောနေ့လေးတစ်နေ့ဖြစ်ပါစေခင်ဗျာတဝပတ channel ကနေကြိုဆိုလိုက်ပါတယ်ကျွန်တော်တို့ရှင်သန်နေထိုင်တဲ့ဒီကမ္ဘာမြေကြီးပေါ်မှာအားအကောင်းဆုံးအင်အားအကြီးမားဆုံးအရာကဘာဖြစ်မလဲဆိုတာသင်တွေးပူပါသလားဤပညာတွေလားလက်နက်တွေလားဒါမှမဟုတ်ငွေကြေးဒဏတွေလားတကယ်တော့ဒါတွေအလုံးထပ်ပို့ပြီးစွမ်းအားကြီးတဲ့လျှို့ဝှက်စမ်းကြဲတဲ့စွမ်းရည်တစ်ခုကျွန်တော်တို့အားလုံးရဲ့ရှင်ထဲမှာရှိနေပါတယ်အဲ့ဒါကတော့စိတ်ရဲ့စွမ်းအားနဲ့စစ်မှန်တဲ့ချစ်ချင်းမေတ္တာပဲဖြစ်ပါတယ်လူတစ်ယောက်ရဲ့စိတ်အခြေအနေဟာသူ့ရဲ့ပတ်ဝန်းကျင်ကိုတင်မကပဲတစ်ကမ္ဘာလုံးကိုပါရိုက်ခတ်မှုရှိစေပါတယ်ဒီနေ့ဗီဒီယိုလေးထဲမှာတော့ကျွန်တော်တို့ရဲ့စိတ်ဆွမ်းအားနဲ့ချစ်ချင်းမေတ္တာကိုအသုံးပြုပြီးဒီကမ္ဘာကြီးကိုဘယ်လိုမျိုးအကောင်းဆုံးကောင်းကျိုးပြုနိုင်မလဲဆိုတာကိုမျှဝေပေးသွားမှာဖြစ်ပါတယ်ဘုရားမြတ်စွာဘုရားရှင်ကမနောပုပ္ပိကမဓမ္မမနောတိဋ္ဌမနောမယလို့ဟောကြားခဲ့ပါတယ်အရာရာဟာစိတ်ကပဲအဓိကဖြစ်ပြီးစိတ်ကပဲအလုံးကိုဥဆောင်နေတာပါစိတ်ဆိုတာမြင်တွေ့လို့မရတဲ့စွမ်းအင်လှိုင်းတစ်ခုဖြစ်ပါတယ်ခေတ်သစ်ကွန်တန်ယူဘဗေဒအရလည်းလူတစ်ယောက်ရဲ့အတွေးနဲ့စိတ်အခြေအနေဟာအပြင်ဘက်ကရုပ်ဝတ္ထုကဘာကိုတက်ရောက်မှုရှိစေတယ်လို့ဆိုပါတယ်ကျွန်တော်တို့စိတ်ထဲမှာဒေါသတွေအနာလိုမှုတွေပူလောင်မှုတွေပြည့်နေရင်အဲ့ဒီပူလောင်တဲ့စွမ်းအင်တွေဟာပတ်ဝန်းကျင်ကိုကူးဆက်သွားတတ်ပါတယ်အလားတူပဲကျွန်တော်တို့ရဲ့စိတ်ဟာငြိမ်းချမ်းပြီးအေးချမ်းနေမယ်ဆိုရင်အဲ့ဒီအေးချမ်းမှုအရေးအဝါဒဟာဘေးပတ်ဝန်းကျင်ကိုပါလွှမ်းခြုံသွားစေပါတယ်ဒါကြောင့်စိတ်ရဲ့စွမ်းအားဟာဖန်တီးနိုင်စွမ်းလည်းရှိသလိုဖြည့်ဆည်းနိုင်စွမ်းလည်းရှိပါတယ်ကမ္ဘာကြီးငြိမ်းချမ်းဖို့ဆိုတာတဦးချင်းစီရဲ့စိတ်နှလုံးငြိမ်းချမ်းမှုကနေစတင်ရတာပါမိမိကိုယ်ကိုမိမိပြန်လည်စမ်းစစ်ပြီးအကောင်းမြင်စိတ်တည်ငြိမ်တဲ့စိတ်ကိုမွေးမြူခြင်းဟာကမ္ဘာကြီးကိုကောင်းကျိုးပြုဖို့ပထမဦးဆုံးခြေလှမ်းဖြစ်ပါတယ်စိတ်ရဲ့စွမ်းအားတွေထဲမှာတော့အမြင့်မြတ်ဆုံးနဲ့အင်အားကြီးမားဆုံးစွမ်းအားကတော့မေတ္တာတရားသို့မဟုတ်ချစ်ချင်းမေတ္တာပဲဖြစ်ပါတယ်မေတ္တာဆိုတာအတ္တမပါပဲသူတစ်ပါးကိုကောင်းကျိုးပြုခြင်းနဲ့ချမ်းသာစေခြင်းနဲ့စစ်မှန်တဲ့ဆန္ဒဖြစ်ပါတယ်မေတ္တာတရားမှာကန့်သတ်မရှိပါဘူးလူမျိုးဘာသာဆင်းရဲချမ်းသာမခွဲခြားပဲအားလုံးအပေါ်မှာထားရှိနိုင်တဲ့အရာပါသူတေသနာပြုချက်တွေရမေတ္တာတရားရှုမှတ်ပွားများသူတွေဟာကိုယ်ခံအားစနစ်ပုံမကောင်းမွန်လာပြီးစိတ်ဖိစီးမှုတွေကြော့ကြလာတယ်လို့လည်းသိရပါတယ်မေတ္တာတရားသည်လူသားတို့ပိုင်ဆိုင်သည့်အစွမ်းထက်ဆုံးသောကမ္ဘာအလင်းရောင်တစ်ခုဖြစ်ပါသည်စာနာမှုခွင့်လွှတ်မှုနှင့်အေးချမ်းမှုတို့ပေါင်းစပ်နေသည့်မေတ္တာတရားတွင်စัจ java တစ်ခုလုံးကိုပြောင်းလဲနိုင်သည့်အံ့ဖွယ်စွမ်းပကားများရှိနေပါသည်ဂျပန်သိပ္ပံပညာရှင်ဒေါက်တာမဆာရုအီမိုတိုရဲ့သူတေသနာပြုချက်အရချစ်ချင်းနဲ့ကျေးဇူးတင်ခြင်းကဲ့သို့သောကောင်းမွန်တဲ့စကားလုံးတွေမေတ္တာဓာတ်တွေကိုပေးပို့တဲ့အခါမှာရေရဲ့မော်လီကျူပုံစံလေးတွေဟာအလွန်လှပတဲ့နှင်းပွင့်ပုံစံအင်္ဂါရက်တွေအဖြစ်ပြောင်းလဲသွားတာကိုတွေ့ရှိခဲ့ရပါတယ်ကျွန်တော်တို့ရဲ့ကမ္ဘာမြေကြီးနဲ့လူသားတွေရဲ့ကိုယ်ခန္ဓာဟာခြေဓာတ်တွေနဲ့အများဆုံးဖွဲ့စည်းထားတာမို့ကျွန်တော်တို့ပို့သားလိုက်တဲ့မေတ္တာဓာတ်တွေဟာကမ္ဘာမြေကြီးကိုဘယ်လောက်တောင်လှပငြိမ်းချမ်းသွားစေမလဲဆိုတာစဉ်းစားကြည့်ုံနဲ့သိနိုင်ပါတယ်ပူလောင်လှသောဒေါသမီးကိုအေးမြသောမေတ္တာရိပ်စဉ်ဖြင့်သာငြိမ်သက်နိုင်ပါတယ်စိတ်တန်ရာများနဲ့နာကျင်မှုများကိုမေတ္တာတရားကသာအမှားရွတ်မချမ်းကုသပေးနိုင်ပါတယ်တဘာသူ၏နေရာတွင်ဝင်စာနာတတ်ခြင်းကမေတ္တာ၏အစာပြိုးခြင်းပင်ဖြစ်ပါတယ်ရန်ကိုရန်ချင်းမတုံ့နှိမ်မဲ့မေတ္တာဖြင့်သာအောင်နိုင်ပါတယ်ခွဲပြားမှုများကိုကြော်လွန်ပြီးလူသားအလုံးကိုတ
တားတဲ့ဖြစ်စေပါတယ်ကဘာကြီးငြိမ်းချမ်းရန်အတွက်ခြေခံအကြဆုံးလက်နက်မှာမေတ္တာတရားဖြစ်ပါတယ်အတ္တများကိုပေးဖယ်ပြီးမိမိကိုယ်တိုင်မှစ၍တရားဝါအားလုံးအပေါ်မေတ္တာစိတ်ကိုမျှဝေလေးလေးပုံမူကြီးထွားလေးလေးဖြစ်ပြီးကဘာကြီးကိုပုံမူလှပအောင်ဖန်တီးပေးနိုင်သည့်တခုတည်းသောအဖွဲ့စံကားဖြစ်ပါတယ်ဒါဆိုရင်ကျွန်တော်တို့ရဲ့မေတ္တာတရားနဲ့ကဘာကြီးကိုဘယ်လိုကောင်းကျိုးပြုမလဲပထမဦးစွာမိမိကိုယ်ကိုမိမိမေတ္တာပွားရပါမယ်မိမိကိုယ်မိမိချစ်တဲ့ခွင့်လွှတ်တတ်မှသာသူတစ်ပါးကိုလည်းစစ်မှန်တဲ့မေတ္တာပေးနိုင်မှာပါဒုတိယအနေနဲ့ပေးပတ်ဝန်းကျင်ကိုကူးဆက်ရပါမယ်ကဘာကြီးကိုပြောင်းလဲဖို့ဝေကြီးသွားเสียမလိုပါဘူးမိမိရဲ့မိသားစုမိတ်ဆွေတငယ်ချင်းနောက်ဖို့ကံဘက်တွေအပေါ်ကျင်နာတဲ့စကားလုံးနှွေးထွေးတဲ့အပြုံးတွေနဲ့စတင်နိုင်ပါတယ်တတိယအနေနဲ့အားလုံးအပေါ်မေတ္တာဖြန့်ကျက်ရပါမယ်နေ့စဉ်မိနစ်အနည်းငယ်အချိန်ပေးပြီးတရားဝမှန်သမျှပေးရန်ကင်းပါစေစိတ်ဆင်းရဲကင်းပါစေကိုယ်ဆင်းရဲကင်းပါစေလို့နှလုံးသွင်းမျှဝေပေးပါဒီလိုမေတ္တာပို့တာခြင်းဟာစိတ်ကူးရင်တတ်မဟုတ်ပါဘူးလူသားတွေစီကထွက်ပေါ်လာတဲ့ငြိမ်းချမ်းတဲ့စိတ်လိုင်းတွေဟာကဘာရဲ့စွမ်းအင်တုတွေကိုပုံမကောင်းမွန်လာစေပြီးပလိပခတွေမုံတရားတွေကိုလည်းလျော့ပါတတ်တာစေပါတယ်မုံတရားဟာကဘာကြီးကိုပျက်စီးစေပြီးမေတ္တာတရားကတော့ကဘာကြီးကိုငြိမ်းချမ်းစေပါတယ်ကျွန်တော်တို့ရဲ့နေ့စဉ်ဘဝမှာတပါးသူအပေါ်နားလည်ပေးခြင်းခွင့်လွှတ်ခြင်းနဲ့ကျင့်နာခြင်းတွေဟာမေတ္တာရဲ့ပြရုပ်တွေဖြစ်ပါတယ်ကိုချင်းစားစိတ်ထားခြင်းဟာမုံတရားနဲ့ပရိပက္ခတွေကိုချုပ်ငြိမ်းစေပြီးပုံမနှွေးထွေးတဲ့လူအဖွဲ့အစည်းကိုတည်ဆောက်ပေးနိုင်ပါတယ်မေတ္တာရှိတဲ့သူဟာလူသားတွေကိုတင်မကပဲသဘာဝပတ်ဝန်းကျင်ကိုပါတန်ဖိုးထားတတ်ပါတယ်တပင်စိုက်ပျိုးခြင်းဒိဋ္ဌံလေးတွေကိုသနာကျင်နာခြင်းလိုအပ်နေသူတွေကိုတတ်နိုင်သလောက်ဝေမျှကူညီခြင်းတွေဟာကဘာမြေကိုမေတ္တာနဲ့ပြုစုထူထောင်ခြင်းဖြစ်ပါတယ်တည်ငယ်တဲ့အပြုံးတစ်ခုနှွေးထွေးတဲ့အားပေးစကားတစ်ခွန်းကပင်စိတ်သက်ကြနေသူတို့ရဲ့ကဘာကြီးကိုအလင်းပြောင်းလဲပေးနိုင်ပါတယ်ကဘာကြီးဟာတခါတည်းမှာရုန်းကန်မှုတွေပူလောင်မှုတွေနဲ့ပြည့်နှက်နေတတ်ပါတယ်ဒါပေမဲ့အဲ့ဒီအမောင်တို့ကိုပြစ်တင်နေမဲ့အစားကျွန်တော်တို့ကိုယ်တိုင်ကငြိမ်းချမ်းတဲ့စီမီအတိုင်းဖြစ်အောင်စ조사လို့ရပါတယ်သင်ပိုင်ဆိုင်တဲ့စိတ်ရဲ့ဆွမ်းအားကိုယုံကြည်ပါသင်ရဲ့ထဲမှာရှိတဲ့ချစ်ချင်းမေတ္တာကိုရင်းနှီးပြုပြီးနေ့စဉ်နေ့တိုင်းကိုကျင့်နာမှုတွေနဲ့ဖြတ်သန်းပါသင်ရဲ့သိငယ်တဲ့မေတ္တာလိုင်းလေးတစ်ခုကတနေ့မှာကဘာကြီးကိုငြိမ်းချမ်းစေမဲ့ပင်လယ်ပြင်ကြီးဖြစ်လာပါလိမ့်မယ်ဒီနေ့ကစပြီးကဘာမြေကြီးအေးချမ်းဖို့အတွက်ကောင်းမြင်စိတ်နဲ့မေတ္တာဓာတ်တွေကိုအတူတူပြိုးထောင်လို့ရပါပြီသဘောပတ္တ channel ကိုအစဉ်အမြဲအားပေးကြည့်ရှုကြတဲ့အတွက်ကျေးဇူးအထူးတင်ရှိပါတယ်နောက်ထပ်စိတ်ခွန်အားဖြင့်ဗီဒီယိုတွေကိုကြည့်ရှုနိုင်ဖို့ကျွန်တော်တို့ရဲ့ channel လေးကို subscribe လုပ်ထားပေးပါဦးနော်